ရှိကြွေကြရမလေးပန်းနဲ့လေးရှိဦးလေးရတဖြူဖြူနဲ့ဘမလည်းမောင်မရလည်းကြည့်လိုက်လက်ဒီကလမ်းပိတ်ဒီဘဝလေးစိတ်ချမ်းသာတာဘောနော်ကောင်းကောင်းကြွေတယ်ဘောရမှာလွတ်လပ်ပြီးလွှားနေရတဲ့ဘဝတော်ตายရတာပေါ့ဒီမှန်းသွားဆိုအေးကြည့်ရချက်ပြီးလုပ်ငန်းသွားပြီးတော်တယ်မှိုက်ရှင်းနေပြီဆိုရင်လိုက်လာတော့ပေါ်လိုက်ရှောက်ပြီးလွှားပြီးဆိုရင်ရန်နိုင်ချက်ထားတဲ့ထမင်းအိုးရဲ့အေးတော့စားလိုက်ကြတာတကုတ်ကိုဒီနေ့ကိုရဒီကောင်လေးက9កောင်ဒီရက်လည်း4កောင်5កောင်လောက်လာစားတော့ဒီနေ့ကိုစံတပီလောက်တော့ကုန်နေပြီတော့စားတော့မိုက်တဲ့ကောင်လေးငတ်တန်လေးနဲ့အမသူ့ဘဝမှာตายရလုံကြုံတာပေါ့ဗျာနော်တော်တဲ့တောင်နဲ့တကောင်နဲ့တနေရာနေမယ်ဆိုသူတို့ရဲ့အန်ဒီရဲ့ကြောက်ကြတာပေါ့သူတို့လေနေရာမှာကြာတော့လုံကြုံမှုပြီးသွားနဲ့အဲ့ဒီုံဟိုကောင်ကြီးဆိုညတော့ဟောက်တယ်ဗျာစူမဝေးဆိုမမေချလေးလှဟူဟေးအိတ်တာစိတ်ကောက်တာလားပင်မန်းတာလားအဲ့လိုပဲဗျဘယ်လိမ့်ဆန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ရှီတုံးချစ်တာခင်ထားကြတယ်နော်ဟိုးတော့တန်90နဲ့9နှစ်လောက်မှာမျိုးသမီးတူတည်သွားတာမတည်ခင်ကသူယောဂဝေဒနာတွေခံစားတော့ပြောပြအေးတဲ့ငါအခုကတည်တော့မှငါကငါတည်ရေကောင်းတော့လူတွေကိုဘယ်လိုချစ်ကြမယ်ခင်ရမယ်ဆိုတာဒီနေရာမှာဘယ်လိုတွေမုန်းရမယ်ဘယ်လိုတွေဒေါသရှိရမယ်ဆိုတာငါစိတ်ထဲထားတော့တယ်ခုတေကန်နေကြတော့အဲ့မုန်းတွေကိုချစ်တယ်ဖြစ်ဖန်တီးကျင်တာအားလုံးပေါ်မေတ္တာတရားနဲ့ပဲချစ်ချစ်ခင်ခင်နေကျင်သွားတယ်တဲ့မုန်းနေယူမသွားခြင်းဘူးတဲ့တအားပူလောင်တာတဲ့တည်တော့မဲ့လူတယောက်ကပြောတဲ့စကားတွေကျွန်တော်ကြားခဲ့ရဘူးတွေဗျဖြစ်ပျက်တွေပေါ့ဗျတကယ်သူလည်းအဲ့စကားလေးပြောပြီး2ရက်လောက်နေတည်သွားတာပဲသူကတော့ကျမ်းမာရေးရဲ့ငကူနာတာရှိယောဂရှိတာပေါ့လူရကကြီးမှာဘလောက်ချမ်းသာပညာဘလောက်တတ်တဲ့ယာရုဘလောက်ရှိဗျဒီတရားသတိတရားဘာဝနာအားထုတ်နိုင်မှာတော်ကကြတာဒီကံနီးပြီဆိုရင်တော့ခင်ဗျားတို့လက်ရှိစီးနေတဲ့ကားကောင်းသားကြီးကလည်းမကင်နိုင်ဘူးတိုက်ကောင်းသားကြီးလည်းမကင်နိုင်ဘူးချွေရန်သင်းမင်းတွေကလည်းမကင်နိုင်ဘူးကိုပဲကိုကင်နိုင်အောင်ကြိုးစားကြပြန်နော်လက်တွေ့လာတဲ့ဘဝတွေမှာတော်တော်များများစုံလင်တွေ့ခဲ့ရတယ်လက်ရှိရာဟာတဲ့ငွေရှိမှဖြစ်မယ်လို့ပြောကြတယောက်ကတော့ငွေရအောင်ရှာတယ်မိဘတွေမိသားစုတွေကြီးပွားချမ်းသာအောင်ထားမယ်ပေါ့ဗျာနော်တကယ်တမ်းသူငွေတွေရှိလို့လည်းပြန်လာရောသူ့ရဲ့မိဘတွေကမရှိတော့တချို့မျိုးတိုင်းဝိုင်းတွေကသေးကုန်အဲ့ငွေနဲ့ပြန်ရှင်အောင်လုပ်လို့မရဘူးလေတချို့ဟာငွေနဲ့ပြန်ဝယ်လို့မရဘူးပြန်ရှာလို့မရတဲ့ဟာတွေတပုံကြီးဗျမိသားစုညီကုန်းမောင်နှမဘဝဉ္ဇဉ်တိုင်းဝါအားလုံးပေါ့ဗျာချစ်ခင်ကျင်နာဆိုတဲ့စိတ်ကအများတို့ယောဂဝေဒနာခံစားရတဲ့ချိန်လဲသိလိမ့်မယ်ဒီကံဒီချိန်လဲသိရလိမ့်မယ်ဒါတွေကတော့လက်တွေ့ဘဝမှာတွေ့ကြုံခဲ့ရတယ်များလာပြီနော်ငါဘလောက်တန်မှန်တယ်ဘလောက်ကျမ်းမာရေးကောင်းတယ်ဆိုတဲ့တွေးတွေဝင်ပြီးဂုံတွေမာနတွေတက်နေရင်တော့စေအောင်စေကံသွားကြည့်လိုက်အမြတ်တန်ဝေကားတွေရသွားလိမ့်မယ်ဗျာနော်ဘုံတစ်ခေါင်းအဲလူလောကခဏတာလေးမှာသူများပြစ်တွေလှိမ့်ပြောနေမယ်စားကိုပြစ်ကိုမြောင်ကြည့်ပြီးကိုကောင်းအောင်သာကြိုးစားကြပြီတော့ဗျာမနန်လေးရှူပြီးအိတ်တာလန့်နေကွာမဲသူစတိုင်ရလဲမိုက်ဟာ